ဒါကျွန်တော်အလေအောင်နဲ့စရောက်ပြီနော်အလေအောင်ကကျွန်တော်မြန်နှမ်းမပေါ့အလေအောင်ဖတ်ပြရမြန်နှမ်းမဆင်းရတယ်ဒါပစ္စည်းပို့ကျင်တာအလေအောင်ပို့ကျင်တယ်လည်းကျွန်တော်ပို့ရကြတော့မြို့ရအောက်မြင်တော်ရဲဖြစ်နေတာတော်ရဲမကြည့်အောင်တော်ရဲညကားပါကားရတိတ်မလားကြောက်ပါကြောက်တော့မောင်းရကြည့်အောင်ရောက်တော့ကြားရတော့ပို့ရကြည့်ဒီရလေးတန်ကျော်ပေါ့နော်လေးတန်ကျော်တော့ကြည့်တယ်ဒါပြရတော့ဘီရလောဘဆန်နေပဲကျွန်တော်မနေ့ပိုင်းမှာရိုက်ပြမယ်မနေ့ပိုင်းပြန်လာတဲ့အချိန်ကျွန်တော်ရိုက်ပြမယ်ဟာရှင်းရရင်တော့ဒါကားရင်မဆက်မလာဘူးဆိုရင်တော့ကျွန်တော်နောက်ပြန်နေနည်းကြောက်ဘူးပေါ့နော်တကယ်ကြီးပြပြအလေးအောင်ဆိုတာတော့ကြတယ်ပေါ့နော်တော့ကြတယ်တော့ကန်းကြီးကဟုတ်ပတ်လန်းကျွန်တော်ဒီမောင်းလာဒီဘက်တော်လန်းပေါ့နော်တော်လန်းဘက်ကမောင်းလာပေါ့ပို့ရမယ့်ဘက်ကတော်လန်းဘက်မှာတကြတယ်အပြင်ဒီဘက်လမ်းဘက်ကကျွန်တော်ပြန်ရိုက်ပြမယ်ဒီကဲတော်ရဲမရကားအောင်မှဒီငင်းကြီးရလာတယ်ကားဒီလိုဖြစ်တာအရင်မှရှင်းမှဆိုတာစင်ကြီးသွားလာတဲ့ဆိုင်းဘုတ်ကတ်ထားတယ်ပေါ့ဆိုင်းဘုတ်အများကြီးကတ်ထားတယ်အဲ့ဒါကြောက်ရတယ်ကိုကလည်းဒီရက်စရာလည်းပတ်ဆိုင်လည်းမရှိပါဘူးမရှိပတ်ဆိုင်လည်းဘုဒ္ဓရက်ပြန်နားရပါတော့အဖေကချင်းအတစ်တော်ရလောပါချင်းတစ်တော်အလေးအောင်နော်အလေးအောင်ဒီနေ့နေရတော့ကောင်းတော့ပေါ့ဒီတော့မှနေရဒီအများကြီးရနော်ဆက်တော့အတက်ပေါ့နော်နီးပုံစံကြည့်တာအတက်စင်းအတက်လို့နော်မောင်းရတယ်နည်းနည်းတော့စက်တင်ထက်ထားနဲ့မောင်းရတာပေါ့ပြောရလောက်စီးပြီးမောင်းမှုဆိုတော့ကျွန်တော်ကပထုံတန်ရရမောင်းတာဗန်လောက်မောင်းရတယ်ပထုံတန်ရရ6နာရီ9နာရီတော့မောင်းတော့9နာရီရောက်ဒီပြည့်တော့မှ9နာရီပြရတယ်ဒါပေမဲ့မောင်းလိုက်တဲ့ခါကျတော့တော်တော်မောင်းရတယ်အခုကျွန်တော်ညာဟိုဆက်ထွက်လာပါတော့ဒါဒီကြောလမ်းကျွန်တော်ရက်ပြတယ်ဟိုကအမြင်လမ်းနဲ့ကျွန်တော်ဆက်ထွက်လာဆိုရင်ည9နာရီပေါ့နော်ည9နာရီမှာစပြီးထွက်လာတာဟိုအခု9နာရီလောက်ရှိတယ်ဆိုတာ3နာရီလောက်ကြီးမရောက်သေးဘူးဟိုကဘယ်နာရီရောက်မှ2နာရီလောက်ထပ်မောင်းအောင်2နာရီလောက်2နာရီလောက်ပေါ့နော်ထပ်မောင်းတော့7နာရီရောက်ခဏနားမရတယ်ဘာလို့လဲပတ်တိုင်းရှိရဲ့ချိန်ချိန်တော့နားမရတယ်ပြောတယ်ကြောက်တယ်ကြည့်ကျွန်တော်ဗီဒီယိုဖိုင်လို့ဆောင်းကြည့်ရမှာနော်ဟိုဒီနေ့မှာကားမောင်းစားရတယ်မလို့လေအဲ့ဒါပြပြရတယ်ရတာနဲ့အဲ့ဒါတော့မခံဘူးနော်ကြည့်ရကျွန်တော်တယောက်ပဲရှိရဒီမှာကားတိတ်မလာတော့ဘူးညနေကျွန်တော်မောင်းလာတာဆိုရင်3နာရီကျော်ပေါ့နော်3နာရီကျော်လောက်ရထင်တယ်3နာရီကျော်လောက်တော့ရှိမောင်းလာည9နာရီရည9နာရီကို7နာရီလောက်မောင်းချလိုက်တယ်မဟုတ်ဘူးမကြည့်လာရစီလိုက်ပါနော်ဆင်လာစီလိုက်ပါတစီရဟောနှစ်စီးနေတယ်တော့ဒီကြီးတဲ့တိုင်းမောင်းလာတော့ရဲဆိုတော့မှစင်ဆိုင်ဖို့ရှိတယ်ဒီသူကဆိုင်ဖို့အများကြီးရှိပါတော့တိရစ္ဆာန်ဆိုင်ဖို့တွေပေါ့တော်တော်ဆက်တော့ထက်လာပြီးနေရတယ်